အားလုံးပဲမင်္ဂလာပါ Build Your English ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့တစ်ခေါက်တုန်းကကျွန်တော်တို့ four kind of sentences ကိုတူတူလေ့လာခဲ့ပြီးဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့ verb ဆိုတဲ့ကရိယာအကြောင်းကိုလေ့လာသွားမှာဖြစ်ပါတယ်ဒါဆိုရင်သင်ခန်းစာလေးကိုစလိုက်ကြရအောင်ပထမဆုံးအနေနဲ့ verb ဆိုတာပါလဲ verb ဆိုတာသက်ရှိတမဲ့တို့ရဲ့ဖြစ်ပျက်ပုံပိုင်ဆိုင်ပုံဆောင်ရွက်ပုံတွေကိုအညွှန်းပြုတဲ့စကားလုံးတွေကိုခေါ်ပါတယ် verb ကရိယာ၃မျိုးရှိပါတယ်ပထမတစ်ခုကတော့ verb to be ဖြစ်ပျက်ပုံတွေကိုဖော်ပြတဲ့ verb ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ verb to have ပိုင်ဆိုင်ပုံကိုဖော်ပြတဲ့ verb ဖြစ်ပါတယ်နံပါတ်3ကတော့ verb to do ဆောင်ရွက်ပုံတွေကိုဖော်ပြတဲ့ verb ပဲဖြစ်ပါတယ်ဥပမာ I am a teacher ငါကဆရာတစ်ယောက်ဖြစ်တယ်ဒီဝါကျမှာဆရာတစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းကို verb to be am အားဖြင့်ဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ဝါကျတစ်ခုကတော့ he has a book သူ့မှာစာအုပ်တစ်အုပ်ရှိတယ်သူ့မှာစာအုပ်တစ်အုပ်ရှိတယ်ဆိုတဲ့အကြောင်းကို verb to have has အားဖြင့်ဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ they go to school သူတို့ဟာကျောင်းကိုသွားကြတယ်သူတို့ရဲ့ဆောင်ရွက်ပုံတွေကိုဖော်ပြနေတဲ့ verb to do go ပါနေတာကိုတွေ့ရမှာဖြစ်ပါတယ် verb to be မှာပါဝင်နေတဲ့ကရိယာတွေကတော့ am is are was were တို့ဖြစ်ပါတယ် verb to have မှာပါဝင်နေတဲ့ verb တွေကတော့ has have had တို့ဖြစ်ပါတယ် verb to do မှာပါဝင်နေတဲ့ verb တွေကတော့ do does did go eat play love စတဲ့လှုပ်ဆောင်မှုကိုဖော်ပြတဲ့ verb တွေကိုခေါ်ဆိုတာဖြစ်ပါတယ်ဒီကရိယာ၃မျိုးကို subject လို့ခေါ်တဲ့ကတ္တအဖြစ်အသုံးပြုတဲ့နာမ်နာမ်စားတွေနဲ့တွဲဖက်ပြီးတော့ရေးသားရတာဖြစ်ပါတယ်ဒီဇာတ်လေးကိုကြည့်မယ်ဆိုရင် subject နဲ့ verb ကိုဘယ်လိုတွဲပြီးတော့ရေးရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းတွေ့မြင်ရမှာဖြစ်ပါတယ်ဒီဇာတ်လေးရဲ့အသေးစိတ်ကိုတော့နောက်သင်ခန်းစာမှာအသေးစိတ်ပြန်လည်ရှင်းပြပေးသွားမှာဖြစ်ပါတယ်သင်ခန်းစာကတော့ဒီလောက်ပဲဖြစ်ပါတယ်အခုလေ့လာသွားတဲ့သင်ခန်းစာကိုပြန်လည်ခြုံကြည့်မယ်ဆိုရင်ကရိယာအကြောင်းပဲဖြစ်ပါတယ်ကရိယာ verb ၃မျိုးရှိပါတယ် verb to be verb to have နဲ့ verb to do တို့ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ကြမယ်ဘိုင်ဘိုင်ပါ